အားလုံးပဲမင်္ဂလာပါရှင်။နေ့ရဲ့ book club channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါနေ့တင်ဆက်ပေးမှာကတော့ဆရာဦးဝင်းကြီးရဲ့ဝင်းကြီးနဲ့စာရေးဆရာများဆိုတဲ့စာအုပ်ထဲကတော်ရာဆွေနဲ့တွေ့ဆုံပေးခြင်းဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ရှင်။ဆရာတော်ရာဆွေစာရင်းနဲ့ကျွန်တော်ရင်းနှီးခဲ့တာကြာပါပြီ။စာဖတ်ဝါသနာပါစအရွယ်ကလေးကပဲဆိုကြပါစို့။ကျွန်တော်အဖေကသူ့မိတ်ဆွေဆရာတော်ရာဆွေရဲ့ဝတ္ထုတွေကိုစုပြီးထုတ်ထားလေးရှိတယ်။ပြီးတော့ဆရာနဲ့အဖေနဲ့ကဟာတာဝတ္ထုတွေမှာတယောက်ကိုတယောက်အပြန်အလှန်ဇက်ကောင်ထားရေးကြတယ်။အဖေကတော်ရာဆွေနဲ့ကြောင်ပြန်ပြီးဟာတာဝတ္ထုရေးလိုက်တာဆရာကလည်းကြမဟုံးဝတ္ထုမှာကျွန်တော်အဖေကိုဇက်ကောင်ထားရေးသွားတယ်။ဆရာတော်ရာဆွေဆရာတက္ကသိုလ်နန္ဒမိတ်ဆရာတင့်တယ်ဆရာအောင်လင်းဆရာရန်ကုန်ဘာဆွေတို့ရဲ့စကားဝိုင်းတွေမှာပြောကြတာတွေကိုလည်းအဖေကအိမ်မှာပြန်ပြောတတ်တာဆိုတော့ကျွန်တော်အတွက်ရင်းနှီးကျွမ်းဝင်နေတယ်။ဒီလားတွေ့ဆုံခန်းအတွက်ဆရာတော်ရာဆွေနဲ့တွေ့ဆုံပေးဖို့ဆရာစီရောက်သွားတော့ဆရာကမင်းကိုပါငိမ့်သားမလားလို့ချက်ချင်းတမ်းမေးပါတယ်အဖေနဲ့သူတို့ရင်းနှီးခဲ့ကြတာတွေကိုပြန်ပြောရင်းပျော်စရာကောင်းတဲ့တွေ့ဆုံပေးခြင်းတစ်ခုဖန်တီးနိုင်ခဲ့သလိုကျွန်တော်အတွက်ကွေလွန်သူကျေးဇူးရှင်မွေးသဖခင်ကိုလွမ်းဆိုတတိယစီတဲ့တွေ့ဆုံခြင်းလည်းဖြစ်ခဲ့ရပါတယ်ဆရာနဲ့ကျွန်တော်ပြောခဲ့ကြတာတွေကတော့မင်းတို့ပေဘူးလွာကစာဖတ်သူတို့နဲ့စာရေးဆရာတွေ့ဆုံပေးခြင်းကိစ္စဟာတနေ့ငါးစီရောက်လာမှာပဲလို့မျှော်လင့်ထားပါတယ်ကွာကဲမောင်ဝင်းကြီးမင်းကကြားပါငြိမ်ရဲ့သားငါကလည်းကြံမဟုံးကိုဖန်တီးတဲ့သူကြားနဲ့ကြံခန့်ခန့်ကြီးတွေ့ကြပြီပေါ့ကွာမင်းဘာပြောချင်လဲကျွန်တော်ကဘာမှမပြောချင်ပါဘူးဆရာကမေးချင်တာပါပဲဟေးမောင်ဝင်းကြီးအမေးနွားတောင်းသားအဖြေဖျားလောင်းဆိုတဲ့စကားရှိတယ်အခုတော့ငါကလည်းဖျားစုပန်ဖို့စိတ်ကူးတဲ့တော့မထည့်မိဘူးမင်းကလည်းကောင်းကွိုင်မဟုတ်သို့တော့မင်းမေးချင်ရမေးကွာငါလည်းဖြေတတ်တယ်လို့ဖြေမှာပဲဆရာဝတ္ထုရေးဖြစ်ပုံကစပြီးသိချင်ပါတယ်ဒီလိုကွာငါတို့ចောင်းသားဘဝအင်္ဂလိပ်ခေတ်ကမြန်မာပြည်မှာတကုံမဂ္ဂဇင်းရယ်သူရိယမဂ္ဂဇင်းရယ်မြန်မာအလင်းမဂ္ဂဇင်းရယ်လို့မဂ္ဂဇင်း၃ခုပဲရှိတယ်ကွာအခုမင်းတို့ခေတ်မှာလို့မဂ္ဂဇင်းတွေအများကြီးမိသူမဆိုဝတ္ထုကြပြစောင်းမရေးပို့နိုင်တယ်လို့ကြေညာချက်လည်းမရှိဘူးသူ့မဂ္ဂဇင်းနဲ့သူ့စာရေးဆရာနဲ့ဘောင်ခတ်ထားသလိုပဲတကုံမဂ္ဂဇင်းမှာဆိုရင်တကုံခင်ခင်လေးတကုံရွှေမြတကုံမြတ်လေးနွယ်စသည်ဖြင့်တကုံဝိသေသခံတွေအဖြစ်သူရိယာမှာဆိုရင်လည်းရွှေဦးတောင်စဝနမဟာဆွေတတိုးအိမ်ပီမိုးနှင်းစသဖြင့်မြမအလင်းမဂ္ဂဇင်းမှာဆိုရင်လည်းမြမျိုးလွင်ဒူဝင်ရွှေပိန်တောင်းစသဖြင့်သူ့မဂ္ဂဇင်းနဲ့သူ့စာရေးဆရာနဲ့ကွက်တီဒီတော့ကလောင်တစ်ဝင်တိုးဖို့ကအမတန်ခဲရင်းနေတယ်သို့တော့1942ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ဖို့3-4လအလိုမှာစက်တင်ဘာလထင်ပါတယ်ကွာသူရိယမဂ္ဂဇင်းကကြေညာချက်တစ်ခုထုတ်တယ်ကွာဝတ္ထုတို့ပြန်ပွဲပထမဟာတာဝတ္ထုဒုတိယအဆုံးတောင်းဝတ္ထုတတိယစွန့်စား၍ကြီးပွားခြင်းဝတ္ထု၃မျိုးရွေးချယ်ခြင်းခံရရင်စုငွေ15ချက်၃မျိုးစလုံးကိုငါစက်တိုက်ရေးပြီးပို့လိုက်တာပဲဟိဒါပေမဲ့ဟာတာဝတ္ထုတစ်မျိုးသာလျှင်ပြန်ပွဲကျင်းပဖြစ်တယ်ငါဝတ္ထုကိုညဉ့်ညမ်းတယ်လို့ဝေဖန်စာနဲ့ပြန်လိုက်တယ်စုံတောင်းနဲ့စွန့်စား၍ကြီးပွားခြင်းဝတ္ထုတွေကတော့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီးသူရိယမဂ္ဂဇင်းရက်စဲရတော့မှမို့ဆိုပြီးပြန်ပို့တယ်ကွအဲ့ဒီသူရိယမဂ္ဂဇင်းကျေးဇူးကြောင့်ငါရေးပြလိုက်တဲ့ဝတ္ထု၃ပုဒ်နောင်သောကာလဒုတိယကမ္ဘာစစ်ကြီးပြီး၍1948ခုနှစ်မှာမြန်မာစာပေပြန်လည်စမ်းသစ်တော့သူရိယမဂ္ဂဇင်းကပလိုက်တဲ့ဟာတာဝတ္ထုကိုပြန်လည်ပြုပြင်ရေးသားခြင်းဖြင့်တော်ရာဆွေရဲ့ပထမဦးဆုံးဟာတာဝတ္ထုဗရန်ဒီတပလင်းဖြစ်လာပါတယ်။ပြန်ခွဲမလုပ်ဖြစ်တဲ့စုံတော်ဝတ္ထုကတော့ရန်အောင်ရတနာလုံးချင်းဝတ္ထုဖြစ်လာပါတယ်။စွန်စားရေးကြီးပွားခြင်းဝတ္ထုကတော့ငါဟာငါမကြိုက်တာနဲ့ပြန်မရေးတော့ပါဘူး။ကဲဒုတိယမေကုံမေးတော့နွားចောင်းသားလေးရေဆရာနာမည်ရင်ဦးကျင်ဆွေကနေကလောင်နာမည်တော်ရာဆွေဆိုတာကိုဘလို့စိတ်ကူးနဲ့ယူခဲ့တာပါလဲ။ဒီလိုကငါသူရိယမဂ္ဂဇင်းမှာဝတ္ထုပြန်ပွဲဝင်စဉ်ကကလောင်နာမည်ကကျက်ဥအယောင်တိန်တောင်တပွဲမင်းရေးကျွဲဆိုတဲ့စကားတွေကကောက်နှုတ်ပြီးမိုးတိန်တောင်ကွာနောက်စစ်ပီးခေစာရေးဆရာဖြစ်ခါနီးတော့ဒီနာမည်ကြီးငါမကြိုက်တော့ဘူးအဲ့ဒီတော့ဗရန်ဒီတပလင်းဝတ္ထုရှုမဝပို့ကနေတော့ငါမန္တလေးကဆရာကြီးရွှေဦးတောင်အိမ်ရောက်နေပြီကွာရန်အောင်ရတနာစုံနောက်ဝတ္ထုကိုဆရာကြီးပြပြီးတင့်လျော်ရင်အမှားစာရေးပေးပါလို့တောင်းပန်ထားပြီအဲ့ဒီအချိန်မှာငါကလောင်နာမည်မှဲ့ဖို့စဉ်းစားတာပဲဆရာကြီးရွှေဦးတောင်းကိုဒီနာမည်ဘာလို့ယူတယ်လဲမေးတော့သူကသူရိယသတင်းစာနဲ့မဂ္ဂဇင်းမှာအလုပ်လုပ်တာမို့သူရိယဆိုတာနေရဲ့အမှတ်သားကဒေါင်းဒါကြောင့်သူကရွှေဦးတောင်းအဲ့တော့ကိုစုံနောက်ဝတ္ထုစာရေးဆရာဖြစ်မယ်လို့ထင်နေတဲ့ငါကလည်းရွှေဦးတောင်းကတဆင့်ပညာခံယူရတာမို့နေကရောင်ပြန်ဟပ်ပြီးလင်းတာဟာလဆိုတော့စန္ဒာတော်ရာတီတကူဘယ်သိယူရမလဲစဉ်းစားတော့ရုတ်တရက်ဆရာကြီးရွှေဦးတောင်ကြီးပွားရေးမဂ္ဂဇင်းထဲမှာရေးခဲ့တဲ့လက်ဝှေ့ချန်ပီယံတော်ရာစိန်ဆိုတဲ့ဝတ္ထုငါကောင်းနဲ့ပေါ်လာတယ်ကွာဒီဝတ္ထုငါသိကြိုက်တာပဲ
ဒါကြောင့်ကျွန်တော်မောင်ကျင်ဆွေကနေပြီးတော်ရာဆွေဖြစ်လာပါတယ်ကိုဝင်းငိမ့်ခင်ဗျာကဲကောင်းပါ come on another question ဆရာတို့အရင်ခေတ်ကပဒေသာမဂ္ဂဇင်းထုတ်ခဲ့ကြသေးတယ်လို့သိရပါတယ်ခုလဲဆရာကတောင်းပြောင်းမှာစာကြီးချုပ်လုပ်နေစေဆိုတော့ဟိုတော့ကမဂ္ဂဇင်းထုတ်ဝေရတာနဲ့အခုခေတ်ဘယ်လိုကွာခြားလဲဆိုတာသိပြရစီမေးပြီခင်ဗျာမေးပြီအကြံခတ်ပါသနော်တန်လျက်တော်ယူသည့်တခိုးကိုလသူ၏အမျိုးကိုစကားထုတ်ဖော်လို့ပြောရမှာဖြင့်ဓာတ်ကုတ်ပေါ်မှာဝဲဗဒကုတလလို့ငိုချင်းချလိုက်ခြင်းနဲ့မောင်ဝင်းကြီးတို့ပဒေသာထုတ်စဉ်ကစာအုပ်တစ်ထုပ်ထုတ်ဖို့ဟာတိတ်လွယ်ပါတယ်ကွာအရေးပါယုံသွားကိုရေးရာဇဝင်လေးမိကမတ်တာပြောပြဟောမှတ်ပုံနဲ့နံပါတ်ထုတ်ပေးလိုက်တာပါပဲအဲ့ဒီနံပါတ်စာတိုက်သွားပြီးစာတိုက်ခါကလုံးချင်းဝတ္ထုတွေရဲ့သုံးပုံတစ်ပုံပဲပေးရတယ်နှုတ်ပြီးစက်ကူဆိုတာကလည်းနော်ဝေးစက်ကူတွေတစ်ထုပ်မှ6ချက်ပတ်လေရဲ့6ချက်မတင်6ချက်တမတ်တခါတလေစက်ကူတင်မောပြတ်လို့6ချက်ခွဲများဖြစ်ရင်တို့ကကာယံနဲ့တောင်ဆဲပစ်လိုက်သေးတယ်ပုဂ္ဂလိကကလားဆိုင်တွေတရုတ်ဆိုင်တွေမှာတစ်ထုပ်ထဲဝယ်လို့လည်းရသကွာတစ်ထောင်ဝယ်ခြင်းလည်းရသကွာအကျွေးဝယ်လို့လည်းရသကွာစာအုပ်ပြီးရင်ဆိုဘိုင်းနဲ့စာအုပ်ချုပ်တဲ့ဆိုင်ကနေဖြတ်လိုက်တာပဲ come on next question ကျွန်တော်တို့မဂ္ဂဇင်းလောကမှာသမဏိရှည်တဲ့မဂ္ဂဇင်းဆိုလို့ရှုမောနဲ့သွေးတောက်ကိုလည်းညှိုးထိုးပြစရာရှိပါတယ်ရှုမောဆိုရင်ခုထက်ထိပဲသူ့လိုင်းနဲ့သူရက်တီးနေတဲ့မဂ္ဂဇင်းအဖြစ်စာဖတ်ပရိသတ်ကလေးစားကြဆဲပါရှုမောကစာရေးဆရာတွေအများကြီးငွေထုတ်ပေးနိုင်ခဲ့ပေမဲ့ဒီနေ့ကျွန်တော်တို့မဂ္ဂဇင်းတွေကြတော့သူ့လောက်ငွေမထုတ်ပေးနိုင်ပါဘူးဆရာအဲ့ဒါဘာကြောင့်လို့ဆရာမြင်ပါတယ်ဟဲ့အချိန်ကာလချင်းကမတူဘူးကွာရှုမောကစထုတ်တဲ့ချိန်ကအစာအုပ်လောကတိမ်ငုံနေတဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးလို့မြန်မာစာပေပြန်လဲပြိုးထောင်တဲ့ကာလကွာအဲ့ဒီတော့ဂျပန်ခေတ်တစ်ခေတ်လုံးအောင်းနေရတဲ့စာပေဝန္ဒနာရှင်စာရေးဆရာလောင်းလျာတွေဟာရေကာတာကျိုးပေါက်တယ်လို့ဒလဟောမျောပါလာကြတာကွာတင်တဲတန်းဆွေမိုးဝေမင်းရှင်ရဲခေါင်လင်းယုံနီတာဒုတော်ရာဆွေဝေတာကြီးခင်းနှင်းယူအခုမင်းတို့မဂ္ဂဇင်းခေတ်ကတော့ရေကာတာကျိုးပေါက်တယ်လို့မဟုတ်တော့ဘူးစီးတာတဲ့တောင်ကြီးမှာတောင်လေးကိုမိတ်ဖွဲ့ပါလို့ကုတ်ကလန်မြောက်ကိုလှဲ့ကာမှပြန်ခဲ့မယ်ရွှေညာသူရဲ့ဆိုတာလို့စာမှုကရှာစာရေးဆရာကောင်းတွေကလည်းအထွက်နေတနည်းအားဖြင့်မဂ္ဂဇင်းတွေကများတော့ရေပြင်တစ်ခုတည်းမှာပိုက်ကွန်ကိုစီချကြတဲ့တငါတွေလိုပဲငါးကြီးငါးကောင်းရဲ့မရွေးနိုင်ဘူးရသမျှငါဟင်းစားလုပ်နေရပဲမဟုတ်လား come on another question ဆရာကိုဟာသဝတ္ထုရေးတဲ့လူတယောက်အနေနဲ့စာဖတ်ပရိသတ်ကလေးစားလက်ခံပြီးသားဆိုတော့ဟာသစာပေနဲ့ပတ်သက်ပြီးဘလို့ဖန်တီးယူတဲ့အကြောင်းအရာတစ်ခုကိုဟာသရှုထောင့်ကဘလို့ကြည့်တယ်ဆိုတာသိပြရစီဟာမင်းမေးကဖြေရမလွယ်ဘူးကွာဥပမာဒီကောင်မလေးချောလိုက်တာဟဲဘာလို့များဒီလောက်ချောနေပါလဲဆိုတာလို့ဖြစ်နေတယ်ကွာအဲ့ဒါကိုဘလို့ဖြေမလဲကောင်မလေးလည်းမဖြေနိုင်သူ့အမေအဖေလည်းမဖြေနိုင်ဘူးသူကလေးရဲ့ဘဝကုသိုလ်ကံကောင်းလို့လှတယ်ပဲဆိုရမှာလို့တော်ရာဆွေရဲ့ဘဝကုသိုလ်ကံပါရမီဟာဟာသညာပါခဲ့လို့ပဲဖြေပြရစီတော့ကွာတောင်မေးခွန်းလားဟာသနဲ့တယောစာဘလို့ကွာခြားပါတယ်လဲဆရာဟာသဆိုတာကရည်စရာတက်တက်ပဲတယောစာဆိုတာတစုံတစ်ယောက်ကိုသို့မဟုတ်အကြောင်းအရာတစ်ခုခုကိုရည်ချင်းကလိချင်းလှောင်ချင်းပြောင်ချင်းနဲ့စိတ်နဲ့ရေးတာကွာဟာသရေးတဲ့နေရာမှာဆရာစာတွေဟာဂလိထိုးတာမျိုးမဟုတ်ဘဲရေးရပါတယ်ဒါပေမဲ့ဒီလိုရေးတဲ့နေရာမှာပုံကိုယ်တူတယောက်ကိုထိခိုက်စေနိုင်မယ့်ဟာသမျိုးနဲ့ပတ်သက်လို့ဆရာဘလို့မြင်ပါတယ်လဲဥပမာဆရာသာဓုနဲ့ပတ်သက်ပြီးရေးတဲ့နေရာမှာကိုဝနာကိုမြောက်ပြာတော့အမွှေးနှုတ်ရတဲ့ရုံမျိုးလိုရေးလိုက်တာမျိုးပေါ့ဆရာဟာကောင်ကတာရုတို့သားဖကိုငါကလူပုတ်ကိုထိခိုက်စေတဲ့စိတ်ထားမျိုးနဲ့ရေးတာမဟုတ်ဘူးကွသူတို့ကငါကချစ်လို့စတာနောက်တာပြောင်းတာသူတို့လည်းနှစ်သက်တယ်စာဖတ်သူလည်းရည်ရတယ်အဲ့ဒီဟာသားကိုဘလို့ခေါ်တယ်လဲဆိုရင်ငါဟာသားဇရာချပြမယ်အင်္ဂလိပ်လိုကဘလို့လာတယ်လဲဆိုရင်အဲ့ဒီဇရာကိုကြည့်တာရုတို့သားဖကိုငါရေးတဲ့ဟာသားက impish humor စော့တော်နောက်တောက်ဟာသားလို့ခေါ်တယ်ကွအဲ့ဒီဟာသားမျိုးကရေးရတာမလွယ်ဘူးမရေးတိုင်ရင်စာဖတ်ပရိသတ်ကောအရေးခံရတဲ့လူတွေကရောကိုယ်မုန်းတတ်တယ်ကဲမောင်ဝင်းကြီး another question ကျွန်တော်ဘဝဇာတ်ကြောင်းများဟာဆရာကိုရေးအထုပ်ပတ်တိတွေပါပဲဒီထဲမှာတချို့ကိစ္စတွေဟာတကယ်ဖြစ်တာမဟုတ်ပဲစာရေးဆရာပြီးစိတ်ကူးညံနဲ့ချဲ့ထွင်ထားတာမျိုးတွေပါတယ်လို့ပရိသတ်ကယူဆတာမျိုးရှိပါတယ်ဟုတ်ပါသလားဆရာဟုတ်တာပေါ့ကွာငါရည်ရွယ်ကစာဖတ်သူကိုတခုခုပေးခြင်းလို့ပဲဝတ္ထုတရံဇလန်းဇက်ကွက်စင်ရေးတာပါဥပမာဒီစုစာဥခင်စောဖာစာပါလာအမှန်ဟောင်းဦးထေးကျွယ်မိုးကုတ်ကိုမြမောင်ရုပ်ရှင်ကိုယ်စားလှယ်ကိုမြင့်ဆွေနဲ့ဇိုရာတို့ပါတဲ့ဇလန်းဟာဆိုရင်အခန်းဆက်ဝတ္ထုရှိပါပဲဇိုရာဟာငါဖန်တီးတဲ့ပြည်တစားမလေးပါတကယ်မရှိပါဘူးကျွန်တော်ထင်သားပဲနှုတ်ပြီးဆရာကိုရေးအထုပ်ပတ်တိရေးတဲ့သူတွေတင်နဲ့ဘလို့စီးမျိုးရှိတဲ့တယ်လို့ယူဆပါတယ်လူဆိုတာပတ်ဝန်းကျင်နဲ့နေတာကြီးပဲမိမိအထုပ်ပတ်တိရေးတဲ့အခါမှာကိုယ့်ပတ်ဝန်းကျင်ကလူတွေပါလာမှာပဲအဲ့ဒီတော့
ဒီလူတွေရဲ့ဂုဏ်သိက္ခာကိုမထိခိုက်အောင်ရင်းလူတွေကိုစာဖတ်သူတွေချစ်ခင်နှစ်သက်စရာဖြစ်အောင်ရေးရပါတယ်ကိုမုန်းတဲ့လူကိုစော်ထည့်လိုက်မယ်ဆိုတဲ့စိတ်မျိုးလုံးဝမထားရပါဘူးကဲမေးအောင်ဟဲ့မင်း question တွေကနှစ်ရွက်တောင်ပါလား73ခုတည်းပါဆရာအခု30ကတော့နောက်ပိုင်းဆရာရေးတဲ့စောင်းမတချို့ဟာဆရာကတော်ရဲ့မဟင်းကကြော်ညာတာတွေများနေတယ်လို့ဆိုကြတယ်ဆရာလက်ခံပါသလားစာဖတ်သူတွေကယူဆတယ်ဆိုရင်ငါလက်ခံပါတယ်ကဲငါမင်းမငွေကငါကြော်ညာတယ်ကွာဘာဖြစ်သေးသလဲအကောင်းကြိုက်သောရန်ကုန်သားများသွားစမ်းစားစမ်းဘာလန်အကောင်းဆုံးမဟင်းကအုံနှုတ်ခောက်ဆွဲကာညာနာတတစားတော့ဆိုင်ဘာလန်အောက်ဆုံးဘလောက်နောက်ဆုံးအဆောက်အုံမနေ့8နာရီမှ12နာရီမင်းသွားစားလကားကျွေးပါမယ်ကွာကျေးဇူးတင်ပါတယ်ဆရာကတော့ပြောရေးဆိုရင်ကိုကြော်ညာလိုက်ပြန်ပြီနောက်မေးခွန်းကဆရာတို့ခေတ်ကစာရေးရတဲ့အခြေအနေနဲ့ဒီနေ့စာရေးခြင်းနဲ့အတန်မွေးဝမ်းတောင်းရတဲ့စာရေးဆရာတွေရဲ့အခြေအနေကဘလို့ကွာခြားပါသလဲရှုမဝကငါးဝတ္ထုတို့တစ်ပုဒ်ကိုကျပ်300ပေးတယ်နောက်အဟိခန္ဓာကိုင်တော့ကျပ်300ပေါင်းကျပ်600တခြားမဂ္ဂဇင်းတွေမှာရေးတာနဲ့ဆိုရင်900ကျော်800လောက်ရတယ်ကွာအဲ့ဒါနဲ့ငါသားသမီး900ကိုတက္ကသိုလ်ဘွဲရအောင်ကျောင်းထားနိုင်ခဲ့တယ်ငါနေ့စဉ်ရမ်တောက်ခတ်နိုင်ခဲ့တယ်မနေ့ဟင်းတစ်မျိုးညဟင်းတစ်မျိုးစားနိုင်ခဲ့တယ်အခုငါအိမ်မှာချွေးမတစ်ယောက်နဲ့သူမူချိုကျောင်းဆရာမလုပ်တယ်မိမ2ယောက်ကျောင်းထားရတာငါစာရေးတာနဲ့အက်ဒီတာချုပ်လုပ်တာနဲ့လစဉ်ဝင်ငွေ1000ကျော်ရတာတော့မလောက်လို့ငါမိမမွေးကားရောင်းနေရတယ်ဟိဒီပြင်စာရေးဆရာတွေဘလို့နေတယ်လဲတော့ငါမပြောတတ်တော့ဘူးတော့ကွာဒီမင်းကိုညီနောက်တစ်ခုမေးဟာတော့ဝတ္ထုရေးချင်သူများအတွက်ဆရာဘလို့အကြံပေးချင်ပါတယ်လဲဆရာဘလို့မှမပေးနိုင်ဘူးငါမပြောနဲ့အခုတကြမ်းနဲ့မှတကြားမင်းဆင်းလာလိမ့်မယ်မင်းမေးကြည့် तू လည်းပြောနိုင်မှာမဟုတ်ဘူးဘယ်နဲ့ကွာဒါကဘဝပါရမီအလုံးကွာဟာတာစာရေးဆရာဆိုတာမြန်မာပြည်မှာမပြောနဲ့ကဘာမှာလဲရာဂိုင်နှုန်းအနည်းဆုံးကွာဝေးကလေးကဗီဇဟာတာညာပါလာမှဖြစ်တာကွာပင်ကိုရေးဖို့မပြောနဲ့ဘာသာပြန်တာမှီးရတာတောင်းမှာပဲဟာတာညာမရှိရင်မဖြစ်ဘူးဆရာကြီးရွှေဟူတောင်းဟာမှီးရတာနဲ့ဘာသာပြန်တာမှာနိုးတူးမဟုတ်လားကွာဒါပေမဲ့ဆရာကြီးဟာဟာတာဝတ္ထုကိုမှီးမရေးနိုင်ဘူးဘာသာမပြန်နိုင်ဘူးဆရာကြီးဟာကမ္ဘာဟာတာဝိဇ္ဇာအင်္ဂလန်ကအစာဝဲရတဲ့ PG Woodhouse ရဲ့ Thank you Jiva ဆိုတဲ့စာအုပ်ကိုစမ်းကြည့်တယ်သူဝတ္ထုတို့တပုတ်တောင်မဖြစ်ဘူးတဝက်တစ်ပြက်သူ့လက်ရည်18မျက်နှာနဲ့ရက်နေလို့ငါတော့မဖြစ်ဘူးဟဲ့မင်းများရမလားဆိုပြီးငါလွှဲပေးလို့အေးဆွေပေါ်ဦးဟာတာဝတ္ထုတွေဟာ PG Woodhouse ဝတ္ထုတွေကိုငါမှီးရေးတာပေါ့ကွာကျေနပ်ပြီလားကျေနပ်ပါတယ်ဆရာနောက်ဆုံးမေးခွန်းကရေးသက်ရလာတာနဲ့အမျှလိုင်းပြောင်းခြင်းစိတ်များပေါ်ဘူးပါသလားပေါ်ခဲ့လို့ပဲ1948ခုနှစ်ကနေ1953ခုနှစ်အထိ6နှစ်လောက်ထိဟာတာဝတ္ထုတွေကြီးရေးရာကနေဘဝတရုပ်ဖို့ဝတ္ထုတွေပြကူးခဲ့တယ်နောက်ထပ်တော့ပြောစရာမရှိပါဘူးကွာဘဝမှာဟာတာနဲ့ဘဝတရုပ်ဖို့ဝတ္ထုဟာအမြင့်ဆုံးဟာပဲဒါတွေကိုတည်မြဲအောင်ထိန်းသိမ်းရပါမယ်ဖြစ်မြောက်ဖို့တဲ့ထိန်းသိမ်းမှုကပိုခက်တယ်ကွာဥပမာကွာမင်းမှာငွေ1000ရှိပြီဆိုပါတော့ဒီငွေ1000ကိုရအောင်လုပ်ရတာထက်ဒီငွေ1000ဟာမင်းလက်ထဲဒီမြဲနေအောင်ထိန်းသိမ်းဖို့ကပိုခက်တယ်လို့ပေါ့ကွာနားလည်လားလဲပါတယ်ဆရာကဲကျွန်တော်ရေးမှန်လာတဲ့မိကွန်းတော့ကုန်ပြီအခုစိတ်ထဲပေါ်လာတာတခုမေးချင်ပါသေးတယ်မေးကွာပေါက်တဲ့တပူမထူစိတ်ထဲရတော့မှာပဲဟာဆရာကရေတရားပြောတတ်တာပဲငါလက်ခွေးတဲ့ဟာတာစာရေးဆရာပဲအ ਨੇ အချင်းတော့ပြောတတ်တာပေါ့ကွာဒါပေမဲ့ရေစရာပြောတဲ့နေရာမှာမင်းဖေကြားပါညင်ကိုတော့ငါမမီဘူးဟဲ့ကိုပါညင်ဟာအမတန်ရည်စရာပြောကောင်းတဲ့လူကွာကဲမင်းပါမေးချင်တယ်လဲဆရာဟာအခုဟာတာနဲ့ဘဝတရုပ်ပေါ်စာရေးဆရာဖြစ်နေပါတယ်ဒီတော့ကျွန်တော်သိချင်ပါတယ်ဟာတာနဲ့ဘဝတရုပ်ပေါ်ဟာဆက်ဆက်နေပါသလားဟာဆက်ဆက်တာပေါ့ကွာဟာတာဝတ္ထုဆိုတာကလည်းဒသနိကခေါ်တဲ့ philosophy ကလာတယ်ဘဝတရုပ်ပေါ်ဝတ္ထုတွေကလည်း philosophy ကိုနိုင်မှရေးနိုင်တယ်ကွာကျေးဇူးပဲဆရာအခုလိုအချိန်ပေးပြီးဖြေတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှေ့ဆက်ပြီးတော့လဲသဘာဝကျတဲ့ဆရာဟာတာဝတ္ထုတွေဖတ်ပြရစေအောင်ဆရာရေတော်သူဒီအသက်ရှည်ကြီးဆိုတာမို့စာဖတ်သူတွေအသက်ရှည်အောင်ဟာတာစေးဆက်လက်တိုက်ကျွေးပေးပါအောင်ဆရာဖေဘူးလာမဂ္ဂဇင်းအမှတ်40ခွန်ဧပြီလ1985ခုနှစ်လို့ပါရှိပါတယ်ရှင်ဆက်လက်ပြီးနေ့ရဲ့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်စာပေမျိုးစုံကိုဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်နေ့ရဲ့ channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရစေရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်